ခင်အပြင်ကချင်းပါဆိုလိုမျိုးပဲကျွန်တော်တို့ပစ္စည်းတစ်ခုအသစ်တစ်ခုကိုရောင်းတော့မယ်ဆိုရင်ကျွန်တော်တို့ကကနဦးစမ်းတက်မှုတွေကိုအဆင့်ဆင့်ပြုလုပ်တယ်ကျွန်တော်တို့ power bucket တစ်ပိုက်တွေမှာဆိုရင်ကျွန်တော်က all in one တွေကိုအဓိကထားပြီးရောင်းတယ်ဘာဖြစ်လို့လဲဆိုတော့သူကကျွန်တော်တို့ဘယ်လိုခေါ်မလဲလက်ရှိကျွန်တော်တုံးထားတဲ့နေရာမှာ replacement လုပ်ပြီးတော့မြန်ဆန်ဆန်းတက်လို့ရတယ်ခုကတော့ဒီကောက်ကိုကျွန်တော်82နာရီ experience စမ်းထားတဲ့အနေအထားတစ်ခုကိုကျွန်တော်ကနည်းနည်းလေး sharing လုပ်ချင်တယ်sharing လုပ်ချင်မှာ U4 ရဲ့ကျွန်တော်တို့ All-in-One Power Station ကဘောမောက်တိုက်ပါသူက battery ရော inverter ရောကို pack လိုက်လာတယ်အဲကန်းမှာပဲထားတာကျွန်တော်တို့ကဒီဘယ်လိုခေါ်မလဲရုံးကန်းမှာပဲထားတာနောက်တစ်ခုကတော့ကိုယ့်ရဲ့ကိုယ်ပိုင် run အခန်းထဲမှာပဲကိုယ်ပိုင် power bucket system အကြီးကိုပဲထိုင်မိုက်တယ်သူကတော့ဝက်အနေနဲ့ဆိုရင်9000ဝက်ဝက်အဝါအနေနဲ့ဆိုရင်သူက1240ဘိုးကတော့51.2ဖို့အေးဆိုရင်တော့300အေးလို့ခေါ်တာပေါ့ဗျာသူက live ဘုတ်ဘက်ထရီကိုတုံးထားတယ် viewer sign way ထွက်တယ်နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်သူက piece power အနေနဲ့ဆိုရင်1000ကိုသူက second နည်းနည်းလေးအတွင်းမှာ zoganet second ဆွဲလို့ရတာကိုဆိုတာပေါ့5 millisecond အတွင်းပေါ့သူကတော့ခုနလိုမျိုးပေါ့တိဆောက်ထားတဲ့ပုံစံကလည်းမိုက်တယ်နိုင်ရံမှာကတ်ထားပြီးတော့ချစ်လေးကက်ရဲနဲ့ luxury ဆန်တဲ့ပုံစံမျိုးပါ display ကလည်းသူက waterproof ပုံစံမျိုးလောက်ထားတာဖြစ်တဲ့အတွက်ကြည့်ပါဘက်တန်တွေကရေဆိုနေတဲ့လက်နဲ့ကင်မယ်ဆိုလဲလုံးဝပြဿနာမရှိဘူးနောက်တစ်ခုကကြတော့ဒီ display တစ်ခုလုံးကလည်း body နဲ့တသားတည်းဖြစ်ထားပြီးတော့ကျွန်တော်တို့အပေါ်ကရေလောင်းချမယ်ဆိုရင်တော့ပြဿနာဘာမှမရှိနိုင်နဲ့ကျွန်တော်တို့ကဘယ်လိုခေါ် design မျိုးလောက်ထားတယ်ဗျပြီးရင်ဒီဘက်မှာဆိုလို့ရှိရင်လည်းသူကဒီမှာ AC အဝင်အထွက်တွေကိုလည်းမီးစက်တွေခေါင်းပုံစံမျိုးအရှင်ပုံစံမျိုးလောက်ထားပေးတယ်ကျွန်တော်တို့ကအကယ်၍ကျွန်တော်တို့ဒီကောင်တွေမတုံးချင်ဘူးဆိုလွယ်ကူဆွဲဖြုတ်လို့ရတဲ့ပုံစံမျိုးတုံးထားတဲ့ကျွန်တော်တို့အတွင်းဘက်မှာတုံးထားတဲ့ material ဒီ clip တွေကလည်းကင်ကြည့်လိုက်တာနဲ့စီးပိုင်ရှိတယ်နောက်တစ်ချက်ကကျွန်တော်တို့မသုံးတော့ဘူးဆိုရင်ဒီဘက်မှာ rubber အစွတ်တွေနဲ့သူ့ရဲ့ကျွန်တော်တို့ဒီ component တွေအကုန်လုံးကိုပိတ်ထားလို့ရတယ်ပြီးတော့လို့ရှိရင်ကျွန်တော် solar နဲ့အားသွင်းမယ်ဆိုလို့ရှိရင်လည်း watt 6000 solar panel နဲ့ချိတ်ဆက်ပြီးတော့အားသွင်းလို့ရတဲ့ built-in MPPT solar controller ပါတယ် solar ကိုအဝင်ထည့်မယ်ဆိုလို့ရှိရင်လည်းလုံးဝလွယ်ကူပဲ MC4 ငုတ်ကိုအထိုင်လောက်ထားပေးတယ်နည်းနည်းလေး experience လေးကိုနည်းနည်း test sharing လုပ်ချင်တယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကလုတ်တက်ဆန်းကြီးတဲ့အနေထားမှာဆိုရင်သူကဝက်အနေနဲ့ဆို9000ဝက်ဒါပေမဲ့ကျွန်တော်တို့က9000ဝက်ဆိုမဲ့သူက9300 9400 9500 9600ဝန်းကျင်လောက်ကြာမှ overload အနေနဲ့ဖြတ်ချတယ်တနည်းအားဖြင့်တော့သူ့ရဲ့ maximum output ထဲဘယ်လောက်ပါစင်ကျော်ဆွဲလို့ရတယ်ဆိုတဲ့ဟာမျိုးပေါ့နောက်တစ်ခုက overload ကိုဖြတ်ချတဲ့အနေထားမှာဆိုလို့ရှိရင်လည်း overload ကို short လိုက်တာနဲ့ load ကို short လိုက်တာနဲ့ချက်ချင်းပဲသူက normal AC output ကိုမြန်ဆန်ပြန်ထုတ်ပေးနိုင်တယ်နောက်တစ်ချက်ကတော့ဘာလဲဆိုလို့ရှိရင်အားတွင်းတဲ့စနစ်ပေါ့အားတွင်းတဲ့စနစ်ကတော့ solar နဲ့အားတွင်းရင်တော့ပုံမိုက်တာပေါ့ EPC နဲ့အားတွင်းမဲ့ဆိုလို့ရှိရင် charging ampere 80ထိတွင်းလို့ရတယ်ဒါပေမဲ့ပုံမှန်ကတော့သူ့ရဲ့ battery capacity ရဆိုရင် charging ampere 40 45 50ဝန်းကျင်လောက်နဲ့တွင်းရင် okay လို့ဆိုပြတယ်ကူလီစနစ်တွေကတုံးထားတဲ့ပန်ကာတွေကလည်း silent fan တွေဖြစ်တဲ့အတွက်အတန်ကအရင်စုမနေဘူးဒါပေမဲ့တခုတော့ရှိတယ်လို့အား charging speed အမြင့်ကြီးနဲ့ရိုက်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့က output ကိုလည်းအမြင့်ကြီးကိုထုတ်တုံးမယ် bypass အနေနဲ့ထုတ်တုံးမယ်ဆိုလို့ရှိရင်တော့ကူလီစနစ်တွေတဲ့လိုအပ်တဲ့ပန်ကာရဲ့ speed ကတော့နည်းနည်းလေးညံကောင်းမြန်လာပြီးတော့အတန်လေးနည်းနည်းလေးကျယ်လာနိုင်တယ်ဒါပေမဲ့ normal charger normal လုံးနဲ့ဆိုလို့ရှိရင်အတန်ကညိမနေတာဗျနောက်တစ်ချက်ကတော့ဘာလဲဆိုလို့ရှိရင်သူကဘေးမှာဆိုလို့ရှိရင်လွယ်ကူမလို့ရတယ်တစ်ဖက်တစ်ချက်မှာကျွန်တော်တို့ကတယောက်တစ်ဖက်မလို့ရတယ်ကျွန်တော်ဘေးမှာလက်ကင် guide တွေပါတယ်နောက်တစ်ချက်ကကူလီစနစ်တဲ့သူက shatter တွေလေဝင်လေထွက်စနစ်တွေအတွက် shatter တွေကလည်းကျွန်တော်တို့ရေချိုးကအင်တာတွေရဲ့အောက်ဘက်မှာလောက်ထားတဲ့ပုံစံမျိုးအမုံအမွားနဲ့အမိုက်တိုင်းနဲ့အမွှေးမြင့်တွေအထဲကိုလွယ်ကူမဝင်နိုင်အောင် temperature ကိုမြန်ဆန်စွန့်ထုတ်ပေးနိုင်တဲ့ design မျိုးလုပ်ထားပြီးတယ်နောက်တစ်ချက်ကတော့ဘာလဲဆိုလို့ရှိရင်သူက inverter ရဲ့ဘယ်လိုခေါ်မလဲ switch ပါမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ waterproof breaker battery breaker ပါမယ်ကဲလိုက်ပို့ဖို့ဘက်ထရီကိုတုံးထားတယ် viewer sign way ထွက်တယ်အာမကန်က inverter ကို fully 2နှစ်နောက်တစ်ခုက battery ကို fully 9နှစ်ပေးထားတယ်အမိုက်စားယူဖို့ရဲ့ all-in-one power station ကိုကိုယ်တိုင်ကိုကြလာရောက်စမ်းတက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Telco 7 electronic hardware ကိုကြွားလန်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်